ယော်နယ်တို့ရဲ့ကန်ချက်တစ်ခုအရှင်ပြင်းပြင်းနဲ့ထိမိသွားခဲ့တဲ့လုံခြုံရေးဝန်ထမ်းအမျိုးသမီးလေးဟာလူတိုင်းမမျှော်လင့်ထားတဲ့အရာတစ်ခုကိုပြန်နှောင်းဆိုခဲ့ပါတယ်ယော်နယ်တို့ရဲ့ကန်ချက်တွေကနောက်ပြောင်နေတာမဟုတ်ဘူးဆိုတာလူတိုင်းသိကြပါတယ်သူ့ရဲ့အားပါပြင်းထန်တဲ့ကန်ချက်တွေဟာတုံးကြည့်တဆင်းလိုပါပဲပရိသတ်တွေကိုမောက်ရက်လဲစေခဲ့ဘူးတလို့ကင်မရာတွေကိုရိုက်ခွဲခဲ့ဘူးတဲ့ကိုသမားတွေကိုတောင်တန်ရာရစေခဲ့တာမျိုးတွေရှိခဲ့ပါတယ်တခါတော့ကဆိုရင်သူ့ရဲ့ free kick ကန်ချက်ကကင်မရာမန်တယောက်ကိုတိတ်တိတ်ထိမှန်သွားပြီးလွင့်ထွက်သွားစေခဲ့တာပါလူများစုကတော့ဒါကိုရဲစရာတစ်ခုလိုပဲသဘောထားခဲ့ကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်ကတော့ထူးခြားနေပါတယ်ပွဲမစခင်တွေးပူလေးချင်းကန်လုံးနေတော့မှယော်နယ်တို့ကန်လိုက်တဲ့ဘောလုံးဟာကိုပေါက်ထက်အနှဲငယ်လွှဲချော်သွားပြီးကွင်းဘေးကလုံခြုံရေးဝန်ထမ်းအမျိုးသမီးတယောက်ရဲ့ခေါင်းကိုရဲကြီးသွားမှန်ပါတော့တယ်သူမဟာချက်ချင်းပဲမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်ကွင်းထဲမှာရှိနေတဲ့လူအုပ်ကြီးလည်းငြိမ်ကျသွားပြီးဆေးဖွဲ့တွေကွင်းထဲကိုအပြေးလွှာရောက်လာကြပါတယ်ယော်နယ်တို့ဟာလည်းခန်းလောက်ကြောင်အားသွားပြီးနောက်မှာတော့စိုးရိမ်တကြီးနဲ့သူမရှိရာကိုပြေးသွားခဲ့ပါတယ်သူမကတော့တတိမေပြီးလဲနေတာကြောင့်တကွင်းလုံးကလည်းတင်းမာတဲ့အခြေအနေနဲ့စောင့်ကြည့်နေခဲ့ကြတာပါကြောက်စရာကောင်းတဲ့မိနစ်အနည်းငယ်ကုံဆုံးသွားပြီးတဲ့နောက်မှာတော့သူမဟာမျက်လုံးလေးတွေပွင့်လာခဲ့ပါတယ်ဆေးဖွဲ့ကသူမဘာမှမဖြစ်ဘူးဆိုတာအတည်ပြုပေးလိုက်တဲ့အခါမှာတော့ယော်နယ်တို့ဟာတပြင်းရှည်ကြီးချနိုင်သွားပါတယ်သူကသူမနားကိုတကယ်ကိုစိုးရိမ်တဲ့ပုံစံနဲ့တိုးကပ်သွားပြီးသူမအတွက်ဘာလုပ်ပေးရမလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့တောင်းဆိုမှုကလူတိုင်းကိုအံ့ဩသွားစေခဲ့ပါတယ်သူမကပြုံးပြုံးလေးနဲ့ယော်နယ်တို့ရဲ့ဝတ်ထားတဲ့ဂျာစီအင်ဂျီကိုတောင်းလိုက်တာပါယော်နယ်တို့ဟာရေမောရင်းနဲ့ခေါင်းညှိလိုက်ပြီးသူ့ရဲ့အင်ဂျီကိုကွင်းထဲမှာတင်ချက်ချင်းချုပ်ကသူမလက်ထဲကိုပေးလိုက်ပါတော့တယ်သူမကအင်ဂျီကိုကင်ပြီးပြုံးနေတဲ့အချိန်မှာပဲပရိသတ်တွေစီကတောင်းတောင်းဖြတ်ဖြတ်အားပေးတန်တွေထွက်ပေါ်လာခဲ့ပါတယ်တကယ်လို့တင်ကလည်းယော်နယ်တို့ဟာမက်ဆီထက်ပိုတော်ရလို့ထင်ရင်အသေးလေးပေးပြီးကွန်မန့်မှာ CR7 လို့ရေးပေးခဲ့ပါဦး